နောက်ဆုံးခြေထောက်လေးတွေကိုဆန့်ပြီးတော့ထိုင်လိုက်မယ်ခြေချောင်းကနေဥကောင်းထိတနေကုန်တင်းနေတဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကတင်းအားတွေကိုလျှော့ချမှာဖြစ်တဲ့အတွက်ခြေချောင်းလေးတွေကနေစလိုက်ကြရအောင်လက်လေးနှစ်ဖက်ကိုဘေးမှာပဲဒါလေးချထားမယ်ခန္ဓာကိုယ်ကြောရိုးလေးကိုဖြောင်းထားမယ်အဲ့တိုင်းခြေချောင်းလေးတွေကိုဘေးကိုကားထုတ်နိုင်မြကားထုတ်လိုက်လေးရှူလိုက်မယ်ရှူထုတ်ပြီးတာနဲ့ခြေချောင်းလေးတွေကိုကုတ်ချလိုက်မယ်ကုတ်နိုင်သမျှကုတ်ချလိုက်ရှူသွင်းမယ်နောက်တစ်ချိန်ခြေချောင်းလေးတွေကရှူထုတ်မယ်ကုတ်နိုင်သမျှလေးကုတ်လိုက်မယ်ဟုတ်ပြီအဲ့ဒီအတိုင်းလေးကိုတို့တွေ3ချိန်ကနေ5ချိန်ပြုလုပ်ပေးမယ်နောက်ခြေချင်းဝက်လေးကိုသွားရအောင်ခြေချင်းဝက်လေးမှာရှူသွင်းမယ်ခြေပြားကိုကော့လိုက်မယ်ခြေဖနောင်လေးကျမ်းမြန်ကနေကြွတဲ့အထိဒီကနေဒူးကောင်းလေးပေါင်လေးအကုန်လုံးကိုညှစ်လိုက်မယ်ဖြည်းဖြည်းရှူထုတ်လိုက်ခြေပြားလေးအောက်ကိုစိုက်နိုင်သမျှလေးစိုက်လိုက်မယ်ရှူသွင်းမယ်နောက်တစ်ချိန်ခြေပြားလေးကော့အဲ့ဒီအနေထားလေးမှာ5 second လောက်လေးထိန်းထားကြည့်လိုက်โอเคရှူထုတ်မယ်ဖြည်းဖြည်းချင်းအောက်ကိုပြန်ပြီးတော့စိုက်ချလိုက်မယ်ဟုတ်ပြီပြီးရင်တို့တွေဒူးကောင်းလေးကိုသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခြေောက်လေးကိုပြန်လျှော့ထားဒူးကောင်းကတော့တစ်ဖက်ချင်းစီသွားမယ်အရင်ဆုံးဘယ်ဘက်ဒူးကောင်းလေးပေါ့နော်တစ်ဖက်ကိုအရင်မထားလိုက်မယ်မထားပြီးရင်လက်နဲ့တကောက်ကွေးအောက်ကနေချိတ်လိုက်ရှူသွင်းပြီးတော့အပေါ်ကိုမရှူထုတ်ပြီးတော့အောက်ကိုပြန်ချရှူသွင်းပြီးတော့စမ်းထားလိုက်1 2 3 4 5ရှူထုတ်ဖြည်းဖြည်းချမယ်โอเคပြီးရင်ဒူးကောင်းလေးကိုဇက်ဝိုင်းပုံစံလေးဝိုင်းလိုက်မယ်5ချိန်လောက်လေးဝိုင်းလိုက်မယ်ဟုတ်ပြီပြီးရင်ပြောင်းမြန်လေးပြန်ပြီးတော့ကြတော့ဝိုင်းလိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒူးကောင်းလေးတွေပြန်ပြီးတော့ join လေးတွေပြန်ပြီးတော့ရှော့လိုက်ပြီးရင်နောက်တစ်ဖက်လည်းအဲ့တိုင်းလေးပဲမလိုက်မယ်တခါဝေးအောက်ကနေပိုက်လိုက်လေးရှူမယ်ညောင်းလိုက်ချုပ်5 second လောက်လေးထိန်းထားချုပ်မယ်ဖြည်းဖြည်းပြန်လျှော့လိုက်မယ်ပြီးရင်ဆက်ဝိုင်းပုံစံလေးဝိုင်းမယ်ဝိုင်းတဲ့အချိန်မှာလည်းလေးရှူမယ်ပြန်ချုပ်မယ်နေရှူမယ်ပြန်ချုပ်မယ်အဲ့ဒီတိုင်းတဝိုင်းကို5ချိန်ပြီးရင်နောက်တစ်ဖက်ပြောင်းမြန်လေးကို5ချိန်ဒီပုံစံအတိုင်းလေးဝိုင်းယူလိုက်မယ်โอเคပြီးရင်ခြေောက်လေးပြန်ဆက်မယ်ပေါင် join လေးတွေလျှော့မယ်